အလောက်ကိစ္စစီလို့လာတာပါကားစီလိုက်ရတာကြောလဲပူဖင်လဲပူတမောင်းမဲ့အနဆဆောစစီချမ်းမရေးလမ်းလျှောက်ရင်မြင်မြင်တချို့လေးပါတက်သွားပြီမီးပြရင်တော့လက်ကိုညီကြတော့ဘယ်လိုထွက်ရမလဲမသိဖုန်းပြောပြီးလမ်းကြော်သွားပြီလားအနောက်နဲ့ပြန်လိုက်ခဲ့ဖုန်းပြောဖေးသွားလမ်းကြော်29လမ်းတော့ရောက်ပြီ15နိုင်ငံစီလိုက်ရတယ်မနက်7နိုင်ရတယ်အခုဒီမှာည7နိုင်မှရောက်တယ်29လမ်းရန်ကုန်ကိုညောင်ကန်းစီမှာလည်းပိတ်တယ်စစ်တောင်းတရားမှာလည်းကားပိတ်တယ်လမ်းကလည်းကျန်းတယ်အတွေ့အကြုံတွေရတာတောက်ခဲ့တဲ့နေရာလေးပေါ့နော်7နိုင်ခွဲနေ့လေစာကို9နိုင်ခွဲ6နိုင်မှစ18လမ်းပိတ်လို့ထုတ်ကူလမ်းရဲ့အချင်းနေအောင်ကတော့ကားထဲမှာပါဆိုတာကားထဲတော့ဝင်ဟိုတော့ဝင်18လမ်းပိတ်လို့ထုတ်ကူကလာရတယ်မြင်ဝင်လေးပေါ့